တခါတော့ငါပေါ့ကွယ် Jungle One ဆိုတဲ့နေရာမှာတိရစ္ဆာန်မျိုးစုံနေထိုင်ကြပါတယ်တောဘရင်ဖြစ်တဲ့ချင်းသေးစင်တောခွေးမြီဝဝွန်လိတ်တောင်ကျွတ်ကြောင်ရှင်အစရှိသဖြင့်တိရစ္ဆာန်မျိုးစုံနေထိုင်ကြတယ်အဲ့ဒီတောထဲမှာပွဲတော်အကြီးမားတစ်ခုရောက်ရှိလာတော့မှဖြစ်တယ်အဲ့ဒီအကြောင်းကိုပြောရင်းနဲ့ပြောပါတယ်ကျတူရီတောင်အုတ်အော်စင်မြောက်ပြီးတော့တခြားရှိတဲ့တိရစ္ဆာန်တွေကလည်းအဲ့ဒီမှာထိုင်ပြီးတော့မှထိုအကြောင်းအရာကိုဆွေးနွေးနေကြပါတယ်ရုတ်တရက်ပဲကျတူရီကပြောပါတယ်ကျွန်တော်လိုမျိုးနှုတ်သီးအနီအောင်ကဘသူရှိမှတော့ကျွန်တော်ကအရန်လာတယ်ဒါကိုကြားပြီးတော့မှဒေါင်းကပြောပါတယ်ငါကအရန်ကိုလာတယ်ပြီးတော့ငါလိုအကဘသူမှမကနိုင်ဘူးအော်ကလည်းဘယ်လိုအနောက်ဆုံးမှာတော့သူကလည်းပြောခဲ့ပါတယ်ကျမလိုစကားချွတ်ချွတ်တတနဲ့အတန်တချင်းတွေကိုကောင်းကောင်းလေးဆိုတတဲ့သူတခြားသူရှိမှမဟုတ်ဘူးဒီစကားကိုကြားပြီးတော့မှစင်ကပြောပါတယ်တကယ်ချင်းတို့ရေနေတို့လိုမျိုးပဲငါမှလည်းအရေးချင်းနေရှိတာပဲငါကိုဘသူမှနိုင်အောင်မချနိုင်ဘူးငါစွမ်းအားကြည့်တယ်အခုချိန်မှာများပြည်သူကလည်းပြောပါတယ်ငါလိုညင်ဒီညင်နဲ့များတဲ့သူလည်းတခြားသူမရှိဘူးအဲ့ဒီချိန်မှာငါတကောင်ကပြောတယ်ငါလည်းငါမှနှုတ်သီးအကြီးကြီးရှိတယ်အဲ့ဒီနှုတ်သီးနဲ့အိမ်ကောင်းကောင်းစောင့်နိုင်တယ်ငါအိမ်ကိုကြည့်တဲ့သူကအယံဝမ်းသာနေကြတာဒီလိုအားလုံးစကားတွေပြောနေတဲ့အခါမှာတော့ကျက်တူရီကတနေရာမှာတိတ်ကလေးထိုင်နေခဲ့ပါတယ်စင်ကတော့အော်ပြီးတော့မှမေးလိုက်ပါတယ်ဟာဘာဖြစ်တာတော့ကျက်တူရီနင်ကဘာကြောင့်မလို့ပါဇက်ပိတ်ပြီးထိုင်နေတာတော့ဘာတွေစဉ်းစားနေတာတော့မင်းအောင်နောက်ထဲမှာတွေးနေတာတွေကိုငါတို့လည်းပြောပြပါအောင်ကျက်တူရီကတော့ဟိုဘက်ဒီဘက်ပြန်တန်းပြီးတော့မှလာပြီးတော့သူတို့ကိုပြောပါတယ်မက်ဆေတို့ကြီးအခုတော်ထဲမှာပွဲကြီးကြီးတစ်ခုလာတော့မယ်လေအေးဟုတ်တယ်လာတော့မယ်အဲ့ဒီချိန်မှာဒေါင်းကပြောတယ်ငါကတော့အဲ့ဒီပွဲမှာငါရဲ့အတောင်လှလှလေးတွေကိုဖွာပြီးတော့မှကဖို့အတွက်တခုနီလန်ထွင်ပြီးသွားပြီဟုတ်တယ်ဒီပွဲတော်ကြီးမှာဆိုလို့ရှိရင်တော်ထဲမှာရှိတဲ့တိရစ္ဆာန်တွေအားလုံးကဒီပြိုင်ပွဲတွေမှာဝင်ပြန်ရမယ်လေဟုတ်တယ်တေချာပေါ့ပြန်ရမှာပေါ့အားလုံးကဒီပွဲတော်ကိုပဲစောင့်မျှော်နေကြတာလေအဲ့ဒါကိုပဲကျွန်တော်ကမကြိုက်တာလေဘာမင်းဘာတွေပြောနေရတော့ငါတို့ကတော့ပြိုင်ပွဲဝင်ပြန်ရတာပျော်တယ်လေဟုတ်တယ်ပျော်ရတော့ပျော်တယ်ဒါပေမဲ့သူတို့ကမပျော်ဘူးလေသူတို့ဟုတ်လားသူတို့ဆိုတာဘယ်သူတို့ကိုပြောတာတော့ဟုတ်တယ်သူတို့ဆိုတာကဘယ်သူတွေတုံးပြောပြလေအေးမိတ်ဆွေတို့ရေငါတို့တွေကတော့အရေးချင်းနေရှိကြတယ်ဒါပေမဲ့လည်းဖားတွေကျွတ်တွေရွှင့်နေပရွယ်စိတ်တွေပြီးတော့ပိုးမွားတွေကကြတော့ငါတို့လိုမျိုးအရေးချင်းနေမရှိကြဘူးလေအဲ့ဆိုသူတို့တွေကဘလို့ပြိုင်ပွဲဝင်ပြိုင်ကြမှာတော့ငါတို့နဲ့အတူတူဒါကြောင့်မလို့သူတို့ကိုငါတို့နဲ့အဝေးကြီးတနေရာမှာထားမှရမယ်သူတို့ပွဲတော်ကြည့်ချင်တယ်ဆိုလို့ရှိရင်လေအဝေးကြီးတနေရာနေထိုင်ကြည့်ပါစေလေဘာလို့လဲဆိုတော့သူတို့နဲ့ငါတို့နဲ့တန်းတူမှမဟုတ်တာအေးမင်းပြောတာမှန်နေဒီစကားကိုငါတို့အရှင်ကတော့တခါမှမစင်စားဘူးဟုတ်တယ်စင်အကိုရဲ့သူပြောတာလေမှန်နေတယ်လို့ပဲအဲ့ဒီချိန်မှာဝဝွန်ကပြောတယ်ဟုတ်တယ်သူတို့ကကျွန်တော်တို့နဲ့လုံးဝတန်းတူမဟုတ်ဘူးအဲ့ဒီအတွက်တော့ကြွားချမှုရှိရမှာပဲအမလီငါကတော့အစကတည်းကသူတို့မကြိုက်ဘူးဒီချက်တူကြီးပြောတာမှန်တယ်ချက်တူကြီးပြောတဲ့စကားကိုအားလုံးကလက်ခံလိုက်ကြပါတယ်သူတို့အားလုံးကကိုယ့်ကိုအရန်တော်တယ်ဆိုပြီးတော့မှသတ်မှတ်ထားကြပါတယ်ပြီးတော့သူတို့တွေကဒီအကြောင်းအရာတွေကိုတောဘရင်ဖြစ်တဲ့ချင်းသေးကိုလည်းပြောပြမယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချလိုက်ကြပါတယ်ကိုအရန်တာတယ်လို့ထင်တဲ့သူတွေအားလုံးကတော့တောဘရင်ရှိသွားပြီးတော့မှခုနကတိုင်ပင်ထားတဲ့အကြောင်းအရာတွေအားလုံးကိုပြောပြလိုက်ပါတယ်အေးမင်းတို့ပြောတဲ့စကားတော့မစိုးဘူးမှန်တယ်အားလုံးထက်တာတဲ့သူကတော့တသက်ရှိနေတဲ့နယ်လေပြီးတော့ငါတို့ထက်အဆင့်နှိမ့်တဲ့သူတွေကငါတို့နဲ့ဝေးဝေးပဲနေတဲ့နယ်သူကငါတို့နဲ့အတူထိုင်ဖို့အတွက်ဘာအခွင့်အရေးမှမရှိသင့်ဘူးဒါကြောင့်မလို့ဒီပွဲတော်ကြီးမှာတော့အားရရှိတဲ့သူတွေကပဲပွဲတော်မှာဝင်ပြိုင်လို့ရတယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချလိုက်ပါတယ်အားမရှိတဲ့သူစွမ်းရည်မရှိတဲ့သူကတော့ဒီပွဲတော်ရဲ့အဝေးမှာနေရမယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်ချခဲ့ပါတယ်တကယ်ပွဲတော်นี้မှာလည်းဒီလိုပဲဖြစ်ခဲ့ပါတယ်ပွဲတော်ကျင်းပတဲ့နေရာမှာစွမ်းမရှိတဲ့တရိတ်ဆန်တွေကိုအထယ်ထဲမဝင်ဖို့အတွက်မြောက်ကဂိမ်းဆောင်လုပ်ပြီးတော့မှကြည်နေခဲ့ပါတယ်တနင်္လာကောင်းတဲ့ကျွတ်ကြောင်ရှင်ပရွက်စိတ်တခြားသေးမွားတဲ့တရိတ်ဆန်တွေကတော့အပြင်မှာပဲရက်ပြီးတော့မှကြည်နေခဲ့ကြရပါတယ်
ချစ်တူရီကတော့အရန်ကိုမာနကြီးပြီးတော့မှတော်ရိတ်မှနေထိုင်နေသူထက်အားနေတဲ့တိရစ္ဆာန်တွေကိုတွေ့ပြီးဆိုလို့ရှိရင်တော့သူကအမျိုးမျိုးအပြစ်ပြောပြီးတော့မှမကောင်းတာတွေပြောခဲ့ပါတယ်အဲ့ဒီတော့တစ်ခုလုံးကတော့တယောက်ကိုတယောက်ခွဲခြားနေကြပါတယ်ဒါပေမဲ့လည်းရုတ်တရက်ပဲအဲ့ဒီတော်ရိတ်မှာစားဖို့အတွက်အစားအစာတွေကရှားပါသွားခဲ့ပါတယ်ဒါကြောင့်မလို့အားလုံးကလည်းစိတ်ပူသွားခဲ့ပါတယ်စိန်ကပြောတယ်မြေကန်တစ်ဖက်ဘေးမှာရှိတဲ့တောရဲမှာစားစရာတွေအများကြီးရှိတယ်။ဒါပေမဲ့လည်းအဲ့ဒီဘက်မှာပြဿနာတစ်ခုရှိရနော်။ဒါကြောင့်မလို့အဲ့ဒီဘက်ထဲကိုသွားလို့လုံးဝမဖြစ်ဘူး။ဟုတ်တယ်ငါတို့တွေကရေကူးတက်တဲ့သူကပဲအဲ့ဒီဘက်ကိုသွားလို့ရမှာမဟုတ်ရင်သွားလို့မရဘူး။အဲ့ဒါတော့ဟုတ်တယ်ငါတို့လိုအရန်တော်တဲ့သူတွေထဲကတော့အားလုံးကအဲ့ဒီဘက်ကန်းကိုကူးလို့မှမရတာ။အားလုံးရဲ့စိတ်ပံမှုကိုကြည့်ပြီးတော့မှငတ်တကောင်ကပြောခဲ့ပါတယ်။ငါနဲ့ငါရဲ့မိသားစုဝင်တွေကတစ်သားချောင်းနေနဲ့တင်မော်တစီပြုလုပ်လို့ရပါတယ်။အဲ့ဒီလေပေါ်မှာတရိစံနေအားလုံးထိုင်ပြီးတော့မှဟိုဘက်ကန်းကိုကူးသွားလို့ရတယ်။ဒါကိုကြားပြီးတော့မှအားလုံးကအရန်ပျော်ပြီးတော့မှခုန်နေကြပါတယ်။အေးတသားချောင်းနေလို့ရဲဆိုလို့ရှိရင်ငါကိုယ်တိုင်ချိုးပြီးတော့ယူခဲ့ပေးမယ်နော်။ပြီးတော့ငါသိတယ်ဘယ်ပင်တွေကကောင်းလဲဘယ်ပင်တွေကခိုင်မာလဲဆိုတာငါလိုက်ပြပေးလို့ရတယ်။နောက်ဆုံးမှာတော့စင်တွေကလေးလုံးဖို့အတွက်အပင်တွေကိုခုတ်ပေးပြီးတော့မှငှက်ရှိကိုယူလာပေးတယ်ငှက်ကလည်းလေလုတ်တယ်အဲ့လိုနဲ့ပဲသူတို့တွေကတင်မောင်စားလုပ်ကြတယ်တစ်ဖက်မှာတော့ခွဲစားခံထားရတဲ့တိရစ္ဆာန်လေးတွေကလည်းစားသောက်ဖို့အတွက်ကိုအရန်ကိုပူပန်နေကြပါတယ်အလုံးကစိုးရိမ်ပြီးထိုင်နေကြတဲ့ခါမှာတော့ရှုံဖြစ်တဲ့သူကပြောတယ်ငါတို့ကတော့လီတော့မလုတ်တတ်ဘူးဒါပေမဲ့လည်းမျောသားလို့ရတဲ့ဖောင်လေးတော့လုတ်တတ်တယ်လေဟာငါကဖားတကောင်လေးငါဘလို့ဖောင်လို့ရမှာတော့အဲ့ဒါကလွယ်ကူတဲ့အရာမဟုတ်ဘူးနော်ကမ္ဘာမှာလွယ်ကူတဲ့အရာဆိုတာရှိမှမရှိတာငါတို့အားလုံးပေါင်းပြီးတော့မှအတူတူပြေးလောက်ကြမယ်လေဟုတ်တယ်ငါတို့ကလေအကြီးကြီးမလုံနိုင်ဘူးဒါပေမဲ့လည်းဖောင်သေးသေးလေးတော့လုံနိုင်တာပဲလေငါတို့ကရေထဲမှာနေတဲ့ငါးတွေမိချောင်းတွေကိုတောင်းပန်ပြီးတော့မှငါတို့ကိုကူညီပေးဖို့အတွက်ပြောလိုက်မယ်လေသူတို့တွေကတေချာပေါက်ငါတို့ကိုကူညီပေးမှာပါအဲ့လိုနဲ့ပဲသူတို့တွေကတော့အားလုံးသဘောတူပြီးတော့မှဖောင်ပြေးလို့ဖို့အတွက်ကိုပြင်ဆင်နေကြတယ်သူတို့တွေကတင်းငယ်တဲ့တိရစ္ဆာန်ဆိုပေမဲ့လည်းအားလုံးအတူတူစုပေါင်းပြီးတော့မှပြုလုပ်ကြတယ်။သူတို့တွေကဖောင်လုပ်ဖို့ပစ္စည်းတွေကိုပြင်ဆင်ကြတယ်။ရေထဲမှာရှိတဲ့ငါးနေမိချောင်းတွေကတော့သူတို့ကိုကူညီပေးဖို့အဆင်သင့်ပါပဲလို့ပြောခဲ့ကြတယ်။ရုံအကိုကြီးခင်ဗျားတို့ဘာမှမကြောက်ဖ ೇನೆ ဖောင်ပြုလုပ်ပါကျွန်တော်တို့အကုန်စောက်ရှောက်ပေးမယ်။တချို့တော်ခွေးတွေကလည်းအဲဒီမှာဖောင်ကိုစောက်ရှောက်ပြီးတော့မှတယောက်ဒီဖောင်ကိုပစ္စည်းကိုစူးစမ်းရဲဆိုရှင်ရင်လည်းသူတို့ကိုအကိုက်ဖြတ်လိုက်မယ်ဆိုပြီးတော့မှစောင့်နေခဲ့ပါတယ်။သူတို့တွေကတော့ကဲလမ်းလေးနဲ့တရားလုပ်ဖို့အတွက်ကိုအကြံရသွားခဲ့ပါတယ်။ဒါကြောင့်မလို့အဲ့လိုလုပ်နေကြတယ်။တနေ့ကုန်လုံးလည်းလုပ်တယ်။တညလုံးလည်းလုပ်ခဲ့ကြတယ်။ဒီကြောင့်ကလည်းသူတို့ကိုဝိုင်းကူညီပြီးလုပ်ပေးပါတယ်။တစ်ဖက်မှာလီကိုလည်းကောင်းကောင်းပြင်ဆင်နေကြတယ်။ဒီဘက်ကသူတွေကလည်းကဲလုံးတွေနဲ့တရားကိုစောင့်လုပ်နေကြတယ်။လီရသွားတဲ့အခါမှာတော့အားလုံးကအယမ်းပျော်ပြီးတော့မှကခုန်ကြတယ်။ဟာဒါတွေကအယမ်းမိုက်တာပဲ။ငါကတော့ဒီလီပေါ်မှာခုံပြီးတက်လိုက်မှာပြီးလို့ရှိရင်တစ်ဖက်ကန်းကိုသွားလိုက်မှာအဲ့လိုပြောရင်းဆိုရင်လည်းပဲစိန်ကတော့အဲ့ဒီလေပေါ်ကိုချက်ချင်းခုန်တက်လိုက်ပါတယ်အဲ့ဒီလေကတော့စိန်ရဝိတ်ကိုမနိုင်တဲ့အတွက်ကြောင့်မလို့ချက်ချင်းပဲကျိုးသွားခဲ့တယ်တကယ်တော့လေအကြီးကြီးနဲ့ခိုင်းမှလောက်ရမှာဖြစ်ပါတယ်အဲ့ဒါကိုဒီငက်ကလုံးဝနားမလည်ခဲ့ပါဘူးတစ်ဖက်မှာတော့အင်အားနည်းတဲ့တိရစ္ဆာန်တွေကတော့တရားပြုလုပ်ပြီးဖြစ်ပြီးအဲ့ဒီကနေနေပြီးတစ်ဖက်ကန်းကိုသွားနေခဲ့ကြတယ်အဲ့ဒီတရားလေးကိုလည်းအားလုံးကဆောင်းရှောက်နေကြတယ်ကြောက်စရာကောင်းတဲ့မွေတွေမိချောင်းတွေကအဲ့ဒီတရားကိုဆောင်းရှောက်နေကြတယ်။အဲ့ဒီတရားပေါ်ကနေသွားတဲ့သူကလည်းပျော်ပြီးအချင်းတွေဆိုပြီးကခုန်ပြီးတော့သွားနေကြပါတယ်။တစ်ဖက်မှာတော့ကိုယ့်ကိုအယမ်းတာတယ်လို့ထင်နေတဲ့သူကတော့စိတ်ညစ်ပြီးတော့မှသူတို့တရားကိုကြည့်ပဲကြည့်နေခဲ့ရပါတယ်။ကိုယ့်ကိုအယမ်းတာနေတယ်လို့ထင်တဲ့တိရစ္ဆာန်တွေကတော့တခုကိုမေ့သွားခဲ့ပါတယ်။တကယ်တော့အားလုံးပူပေါင်းပြီးဆောင်ရွက်မှသာလေဘယ်ရမဆိုကောင်းကောင်းဖြစ်တာဆိုတာကိုမေ့သွားခဲ့တယ်။အဲ့လိုနဲ့ပဲသူတို့တွေကနောက်တာရပြီးတော့မှသူတို့ရဲ့အဖြစ်ကိုသူတို့ပြင်ခဲ့ကြပါတယ်